ထွက်ရပေါက်ပုဂ္ဂိုလ်တွေကိုမေးတယ်ဘာဖြစ်လို့ထွက်ရပေါက်လောက်တာလဲလို့မေးတော့ဗဒ္ဒကဘာကြော်သွားရင်ဟောမှာကဘာတသိန်းဖျားမပွင့်ဘူးတဲ့ဖျားမပွင့်တော့သာသနာကွယ်တဲ့ကဘာကြီးမှာဘာမှမဖြစ်ချင်တော့ဘူးဒီဗဒ္ဒကဘာနောက်ဆုံးပွင့်မဲ့အရိမေတ္တယဖျားကိုသေချာပေါက်ဖူးနိုင်ဖို့အတွက်ထွက်ရပေါက်အတတ်နဲ့သူတို့အသက်ကိုဆန့်တာပါတဲ့တကူကြီးကြီးလို့ဣတိပတရားတွေကြီးကျင်လို့မဟုတ်ပါဘူးတဲ့ရွှေရင်ငွေတွေတောင်းလို့ပုံချင်းလို့မဟုတ်ပါဘူးတဲ့သေသွားလို့ရှိရင်ဖျားပွင့်တဲ့အချိန်မှာဘယ်ဘဝရောက်မှန်းမသိရောက်ကုန်မှကြောက်လို့နောင်ပွင့်မဲ့အရိမေတရားတော့အလွဲမခံဘူးဆိုပြီးတော့အခုလိုထွက်ရပေါက်ဦးဇင်းတို့ငယ်ငယ်တော့အဖိုးကြီးကိုခါကုန်းကုန်းမသေးပါနဲ့အောင်အဖွားကြီးကိုခါကုန်းကုန်းမသေးပါနဲ့အောင်ရှင်းနှခါတစောင်းမုံပွဲကြီးပါအောင်လို့မကြဘူးလားအဲ့ဒါပါလဲဆိုတော့ဦးဇင်းတို့ဟိုအရင်တော့ငယ်ငယ်တော့ခက်ကဝိမု ക്തി ယုဂခေတ်အခုလိုဝိပဿနာပွင့်ထုံးတဲ့ခေတ်မဟုတ်ဘူးသုဒ္ဓယုဂခေတ်အင်းအိုင်ကလေးလက်ဖွဲ့မန္တမန္တရားတွေခေတ်အဲ့ဒီခေတ်မှာဝိပဿနာတရားမပွင့်တော့အဲ့ဒီခေတ်ကပုဂ္ဂိုလ်တွေကသူတို့တက်တန်းနဲ့နေမယ်ဆိုရင်ဒီဝိပဿနာကျင့်မဲ့ခေတ်ကိုမမီဘူးအဲ့တော့သူတို့ရဲ့တက်တန်းမှာဘာတွေမှာခဲ့လဲဆိုတော့နောက်အနှစ်90ဒီအချိန်မှာအခုလိုဝိမု ക്തി ယုဂခေတ်အဘိဓမ္မာဘွဲတရားဘွဲစခန်းဘွဲတွေပေါ်မလာဘူးလားအဲ့ဒီဘွဲမဂ္ဂင်၈ပါးပေါ်တဲ့ဘွဲမြတ်စွာဘုရားတတ်တော်ရှင်တရားရှိတော်မဂ္ဂင်၈ပါးအနှစ်900တခါပေါ်တယ်အခုဒုတိယသာသနာ1500ဒီဘက်အစမှာမဂ္ဂင်၈ပါးတခါပေါ်တယ်ဆိုမဂ္ဂင်၈ပါးဘယ်နှခါပေါ်လဲအဲ့ဒါရှင်းနှခါတစ်စောင်းမို့မဂ္ဂင်၈ပါးနှစ်ခါအဲ့ဒီတစ်စောင်းမို့အဲ့ဒီကြားလို့ရှိရင်အခုခေတ်ကိုပြောတာပွဲကြည့်ပါအောင်ဆိုတာတရားပွဲတွေနာကြတရားစခန်းတွေဝင်ကြစခန်းပွဲတွေမှာကျင့်ကြလို့သူတို့ကဥဒန်းကျူးခဲ့တာ